Hello cô. Biết gì lấy là bù ra cô. Cho bà mà ra u vậy. Mà ra bà đấy cô đi mà. Mà ra bà u rồi cho bà biết gì mà ra. Cô tay nằm bác à, cho nó sẽ lấy mà là. Cho nó ấy lý ra, cho nó sẽ.ဟုတ်တယ်လေ ဟုတ်တယ်လေဒီမှာဟုတ်6နဲ့ဆက်လေးကျွန်တော်အိမ်လေ ဟုတ်တယ်အဲ့နာမည်နဲ့ပို့ထားတာ ဟုတ်လားအဟိုလေအထဲမှာဘာတွေပါလဲဟာအဲ့ကျွန်တော်လည်းဘယ်သိမလဲဗျအခုပို့တဲ့လူမေးကြည့်လေဟုတ်ကဲ့အဲ့ဆိုခုဘယ်နားရောက်ပြီလဲခင်ဗျအခုကျွန်တော်လမ်းထဲဝင်လာပြီဗျဟုတ်အဲ့ကျွန်တော်ထွက်လာခဲ့မယ်နော်အေးကြီးဆက်လာခဲ့မယ်နော်ဟုတ်ဟာပွားတာပဲငါလည်းဘာမှမမာတာဘူးဒီပစ္စည်းကိုသွားကြည့်လိုက်Hello အေးညီလေးဟိုလေးပစ္စည်းလာပို့မယ်ဆိုဘာမှလည်းမရောက်သေးပါလားကိုပို့ထားခဲ့ပြီလေကိုဘယ်ပို့ရလဲငါ့ဒီမှာပစ္စည်းမရသေးဘူးကြောအခုခုမှပို့ထားခဲ့ရလေကိုအဲ့နေခဏလေးငါတို့အိမ်က624ကာကြီးခါဝယ်2အိမ်ရှိတာနော်မင်းဘယ်ပို့ရ624ခါခွေးပို့ထားခဲ့ရလေကိုခါခွေးကငါ့အိမ်မှာမဟုတ်တာကွာဘာလို့ရုပ်ပို့တာပြီးနေဟောငါပစ္စည်းပို့ပဲလေဘာဖြစ်လို့မင်းငါပေါ့စားတာဒီလိုကိုချေရင်အိမ်ကလေအဲ့လူကအပြင်ရောက်နေလို့တဲ့အကွဲဖုန်းနံပါတ်လေးပို့ပြီးတော့အခုရှိကိုပစ္စည်းပို့ခိုင်းတာအခုသူပြန်ရောက်ပြီဆိုတော့ပစ္စည်းလာယူတော့တာသူ့အိမ်ကပစ္စည်းသူ့ဟာသူပို့မယ်ဆိုလို့ရှိရင်သူ့ဟာတတ်ပို့ပါလားကွာဘာဖြစ်လို့မင်းငါဖုန်းလာဆိုင်ပို့ရလဲရှုပ်နေတာပါစရာကိုငါပစ္စည်းမှနေလို့တော်ပြီဒါပဲလူကောင်းနေလည်းမသိဘူးကွာဟုတ်ပါလားစကားပြောရအောင်လို့ပိုင်းနာဒီမှာဆိုဘယ်သူလဲမသိဟယ်လိုအခုဖုန်းပြောလို့ရလားမသိဘူးဟုတ်ကဲ့ဘယ်သူလဲမသိဘူးညာဟာလေညီမတို့ cosmetic ပစ္စည်းလေးတစ်ခုနဲ့မိတ်ဆက်ပြီးခြင်းတော့အဲ့ဒါအခုအချိန်ရလားဟုတ်ရပါတယ်ပြောပါမယ်အကိုတို့ယောက်ျားလေးကအပြင်သွားရင်လေမျက်နှာကြီးမွဲချောက်ဖြစ်ပြီးတော့အသားကြီး6ကတ်သွားကြရလေဟုတ်အဲ့ခါကျရင်ညီမတို့ sunscreen လေးကိုသုံးလိုက်နေအောင်ကြီးကို69%လုံးတော့မကာကွယ်ပြရနော်ဘာလို့ပုံကြီးထုတ်လာတဲ့ဟာရှင်းနေဂျပန်ကြီးနဲ့ထုတ်လို့တာနော် night cream ဆိုရင်လည်းညဘက်အသားကြီးမွဲချောက်နေမှာဆိုမလုံးဝစိုးရင်ကြမလို့ကွာချီပေါက်တွေလုံးဝကျင်းရောတယ်ဟိုကြားရီရောဒီလိုရောလုံးလို့ရခဏလေးပါဗျာခဏလေးပါဟိုအဲ့ဘက်ကမပြောခင်လေကျွန်တော်ကဟိုထုတ်ကုန်လေးအရင်လုပ်လို့ရမလားမသိဘူးညီမလည်းထုတ်ကုန်ကြောင်ပြောနေရညီမတို့ထုတ်ကုန်ကအရန်ကောင်းတယ်မဟုတ်ဘူးထုတ်ကုန်ဆိုတာအဲ့ဒါပြောတာမဟုတ်ဘူးကိုကတော့ဗာချီးပါနေလို့ပြောတာဗျာချီးပါနေလို့ဒါပဲအခုလုပ်ပြီးဆိုရင်ဖုန်းကလာပြီဟာဖုန်းလာတယ်ဆိုလို့ငါကြည့်လိုက်တယ်လာလိုက်ဒီနံပါတ်ကြီးပဲတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်မင်းတို့ကွာတော်ဆက်နိုင်တယ်ပေါ့ဟုတ်လားယောတော်ရရဟာဘာလဲမီးမီးရောHello ရောက်မင်းအိတ်နေလားရောမင်းရတော့ကွာအဲ့ဒီချိန်ဖုန်းဆက်ပြီးအိတ်နေတာဆိုအိတ်နေတာဗောကွာအေးကွာငါအိတ်မပြောလို့ကွာမင်းမပြောတာမင်းကိစ္စလေငါလည်းဘာဆိုင်လို့လဲအေးကွာငါအကူကြီးတစ်ခုတော့တောင်းနေလို့ခင်ဗျဘာကူကြီးတောင်းလို့ကေပေးလေး1000လောက်ကွာငါတရိတ်ဆန်လေးအစားထွေးချင်လို့ဟမ်
တိရစ္ဆာန်စားကျွေးဖို့ဟဲ့အောင်တပြားမှမကြီးနိုင်ဘူးသိလားလူအိတ်ချိန်ကွာဒါလူအိတ်ချိန်ဖားကောင်းလဲကွာတရက်ဒါဒီပဲလာတွေ့နေ